ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာစာရွက်စာတမ်းသုံးဆောင်လဲလှယ်ခြင်းအခမ်းအနားကိုတက်ရောက်ခြင်းတေးကြပါသည်ขอเรียนเชิญแขกผู้มีเกียรติทุกท่านเข้าที่นั่งค่ะลำดับที่ 1 บันทึกความเข้าใจระหว่างรัฐบาลแห่งสาธารณรัฐแห่งสหภาพเมียนมาและรัฐบาลแห่งราชอาณาจักรไทยว่าด้วยความร่วมมือด้านแรงงานและความตกลงระหว่างรัฐบาลแห่งราชอาณาจักรไทยและรัฐบาลแห่งสาธารณรัฐแห่งสหภาพเมียนมาว่าด้วยการจ้างแรงงานแลกเปลี่ยนโดยนายจุลพันธ์ อมรวิวัฒน์รัฐมนตรีว่าการกระทรวงแรงงานแห่งราชอาณาจักรไทยและนายขิม หม่อมโจรรัฐมนตรีว่าการกระทรวงแรงงานสาธารณรัฐแห่งสหภาพเมียนมาအစီအစဉ်တဲ့ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရနဲ့ထိုင်းပြည်နိုင်ငံအစိုးရတို့အကြားအလုပ်သမားရေးရာပူးပေါင်းဆောင်ရွက်မှုဆိုင်ရာနားလည်မှုဆိုင်ရာတွေထိုင်းပြည်နိုင်ငံအစိုးရပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရတို့အကြားအလုပ်သမားထမ်းဆောင်ရေးဆိုင်ရာသဘောတူညီချက်များအပြန်အလှန်ဖလှယ်ချက်ထိုင်းပြည်နိုင်ငံအလုပ်သမားဝန်ကြီးဌာနဝန်ကြီး Mr. Julapan Amorviwan ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလုပ်သမားဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးခင်မောင်စိုးขอเรียนเชิญค่ะလေးစားစွာဖိတ်ခေါ်အပ်ပါသည်ขอบคุณค่ะลำดับที่ 2 ขอบเขตหน้าที่ TOR คณะทำงานร่วมด้านการจัดการคุณภาพน้ำในแม่น้ำที่เป็นพรมแดนและแม่น้ำที่ไหลผ่านระหว่างไทยและเมียนมาได้เปลี่ยนโดยดร.รวีวรรณ ภูริเดชปลัดกระทรวงทรัพยากรธรรมชาติและสิ่งแวดล้อมแห่งราชอาณาจักรไทยและดร.ฟองไนอูรัฐมนตรีช่วยว่าการกระทรวงทรัพยากรธรรมชาติและการอนุรักษ์สิ่งแวดล้อมสาธารณรัฐแห่งสหภาพเมียนมาအစီအစဉ်နဲ့ထိုင်းမြန်မာနိုင်ငံအကြားနယ်စပ်မြစ်နားနဲ့ဖြန့်ဖြန်းစီစဉ်သောမြစ်နား၏ရေအရည်သွေးစီမံခန့်ခွဲဆိုင်ရာပူးတွဲလုပ်ငန်းအဖွဲ့၏လုပ်ငန်းခွင်အတိုင်းအတာ TOR များအပြန်အလှန်ဖလှယ်ခြင်းထိုင်းပြည်နိုင်ငံသဘာဝအရေးအမြင့်နှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနအမြဲတမ်းဒေါက်တာ ရวีဝရ် ภูริเดชနှင့်ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တရားစခန်းနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာအောင်နိုင်ဦးขอเรียนเชิญค่ะလေးစားစွာဖိတ်ခေါ်အပ်ပါသည်ลำดับที่ 3 บันทึกความเข้าใจระหว่างสำนักงานพัฒนาเทคโนโลยีอวกาศและภูมิสารสนเทศกับสำนักงานอวกาศแห่งเมียนมาเรื่องความร่วมมือในการประยุกต์ใช้เทคโนโลยีการสำรวจโลกในทางสันติแลกเปลี่ยนโดยดร.ประกรณ์ อาภาพันธ์ผู้อำนวยการสำนักงานพัฒนาเทคโนโลยีอวกาศและภูมิสารสนเทศและนายส.โซ เอกอัครราชทูตแห่งสหภาพเมียนมาประจำประเทศไทยအစီအစဉ်တော်အင်္ဂါပါနည်းပညာနဲ့ဗတ္တဝီတည်အချက်အလက်ပြည့်စုံတဲ့ရေး agency နဲ့မြန်မာနိုင်ငံအင်္ဂါပါနည်းပညာဆိုင်ရာဉာဏ်ချမ်းတော်ရည်ရွယ်ချက်များဖြင့်ကမ္ဘာမြေလေ့လာဆောင်ကြည့်ရေးနည်းပညာများအသုံးချမှုဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးနားလည်မှုစာချူလွှာအပြန်အလှန်ဖလှယ်ခြင်းထိုင်း
အချက်အလက်ပြုစုတိုးတက်ရေးအင်ဂျင်စီညွှန်ကြားရေးမှူးချုပ်ဒေါက်တာပပန်အာဖောက်ခိုင်နှင့်ပြည်သူ့စုသမ္မတမြန်မာနိုင်ငံတော်တန်အမတ်ကြီးဦးစောစောဆိုขอเรียนเชิญค่ะ ဒီဆန်စွာဖိတ်ခေါ်အပ်ပါသည် พิธีในวันนี้เสร็จสิ้นแล้วค่ะขอเชิญทุก